မင်္ဂလာပါကျွန်တော်ဒီနေ့အဓိကပြောချင်တာကဦးမင်းအွန်လိုင်းပေါ့နော်ဦးမင်းအွန်လိုင်းကဝတ်တော့ကားတွေဖမ်းဖို့နော်ပြောဆိုတာရှိတယ်ပေါ့တို့ပါတော့လည်းပဲဒီဝတ်တော့ကားတွေကိုဝတ်တော့ကားတွေတစ်ခါဆက်နေတယ်နော်အခုကျွန်တော်မနေ့ကတနေ့ထင်ပါနော်မိုးညင်းမျိုးခလာရ15ရဲ့ဌာနခွဲမှုပေါ့ဗျာနော်ဗိုလ်ကြီးစင်ထွတ်လင်းရဲ့ဒီလိန်ရှုပ်တော်ပုံကိစ္စပါဗျာနော်လိန်ရှုပ်တော်ပုံဒါကြံစီမှုပေါ့လိန်မိုင်းဆိုင်ရာအနိုင်ကျင့်စော်ကားရယူမှုပေါ့ဗျာနော်အဲ့ဒါနဲ့ပတ်သက်ပြီးအဲ့မှာပဲခင်ဗျားတို့ရဲ့တိုင်းလောက်ကကြီးတော်ရှုပ်ထွေးတာပဲဗျာဒီလားတိုင်းလောက်ကကြီးတော်ရှုပ်ထွေးပါလေအဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ဝေဖန်မှုတွေကျွန်တော်ပုံမှာလည်းဝေဖန်မှုတွေပြင်ထန်ပါတယ်ကျွန်တော်ပြောပြီးသွားပြီပဲကျွန်တော်ဒီစကားတွေပြောနေရတာရှင်းနာနဲ့ပြောနေရတာပါကျွန်တော်ဒီတက်မလို့နဲ့ရက်တီလူပါအဲ့တော့တက်မလို့နဲ့ရက်တီရင်ပြောဆိုရင်းနဲ့ကျွန်တော်ခင်ဗျားတို့နဲ့တန်ရောစင်လည်းတော်တော်လေးလည်းရှိနေပါပြီအဲ့တော့တက်မလို့ထိကိုင်းမဲ့ကိစ္စမျိုးနစ်နာမဲ့ကိစ္စမျိုးဆိုလို့ရှိရင်ကျွန်တော်လုံးဝရှောင်ချင်ပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့ policy မူဝါဒကအမှန်တရားဆိုရှင်ပြောမှာဖြစ်တယ်လို့မတရားမှုမှန်သမျှကိုကျွန်တော်စန့်ကျင်တိုက်ခိုက်ရမှာကျွန်တော်ရဲ့ဗီဇပေါ့ဗျာနော်ကျွန်တော်မူဝါဒလို့ပြောဟောမှာပေါ့အဲ့တော့ကျွန်တော်မပြောချင်မနဲ့ပြောရတာပါအဲ့တော့နည်းနည်းလေးနားလည်ပြီပါနော်အဲ့ဒါခုရုံပါဗျာလေအဲ့တော့ခုဖြစ်တဲ့ဖြစ်စဉ်မှာဒီဌာနခွဲဘူကြီးစင်ထွတ်လင်းကသူ့ရဲ့တပတ်စင်နဲ့ကျွန်တော်တို့တငယ်ချင်းလို့လည်းပြောလို့ရတော့ဗျာနော်တပတ်စင်နဲ့သူရဲ့ရာရှိပဲဒါသူတို့ဆိုနေရဆိုရာလူတူပဲသူလည်းဘူကြီးဟိုကလည်းဘူကြီးပဲဗျာနော်တပတ်စင်နဲ့သူရဲ့မျိုးသမီးကိုညာခေါ်သွားတယ်လို့ကြားသိရတာပေါ့နော်ညာခေါ်သွားဆိုတာကဘသူ့ကိုခေါ်ခိုင်းလဲဆိုတော့ခေါ်ခိုင်းတာကတက်ကြက်ကြီးခင်မောင်ထွေးကနေပြီးတော့ဒီအမျိုးသမီးကိုပေါ့နော်ထမင်းဆိုင်သွားကြမယ်ထမင်းသွားစားကြမယ်ပေါ့ဗျာနော်ဆိုလို့ကျွန်တော်ထမင်းသွားစားမယ်ထမင်းဆိုင်ကောင်းလိုက်ပြပြီဆိုတဲ့ပုံစံမျိုးဖြစ်ပါလိမ့်မယ်ကျွန်တော်ဒါသုံးသက်ကြည့်ရတော့ဆိုလို့ရှိရင်ပေါ့နော်အဲ့တော့ကောင်မလေးကိုခေါ်သွားပါတယ်ခေါ်သွားတဲ့ခါမှာထမင်းဆိုင်မသွားဘဲနဲ့စားတော့ဆိုင်တောက်စားတဲ့ဘီယာဆိုင်ကိုခေါ်သွားပါတယ်ဘီယာဆိုင်ကိုခေါ်သွားပြီးတဲ့အခါမှာတော့ကောင်မလေးနဲ့အတူတူတောက်စားပြီးတော့ပြန်လာတဲ့အခါမှာဂိမ်းနစ်ဆိုတာဒီကျွန်တော်တို့ခလာရ15ဂိမ်းနစ်ကနေဝင်တဲ့အခါမှာစစ်တပ်ဆိုတာဗျာအားလုံးကမိသားစုလိုနေတဲ့အဖွဲ့အစည်းတွေနော်ခါမျက်လုံးပေါင်းကမျက်လုံးတိုင်းမှာဘယ်လိုခေါ်မလဲနေရာတိုင်းမှာမျက်လုံးတွေရှိသလိုနေရာတိုင်းမှာနားတွေရှိပါတယ်ပြန်လာတဲ့ခါမှာဂိမ်းနစ်ကနေဝင်တဲ့ခါမှာကောင်မလေးကိုနေရာပြန်မပို့မနဲ့အရာရှိရိတ်တာကိုတန်းမောင်းသွားပါတယ်အရာရှိရိတ်တာကိုတန်းမောင်းသွားပြီးတော့ကောင်မလေးကလည်းမူးနေတဲ့အခြေအနေမျိုးဖြစ်ပါလိမ့်မယ်အဲ့အချိန်မှာကာမကြံစီမှုတွေဖြစ်ခဲ့တယ်ပေါ့ဗျာနော်ဖြစ်တဲ့ခါမှာတော့ကောင်မလေးကတော်တော်အရှက်ရခဲ့ပါတယ်အရှက်ရတဲ့ခါမှာကောင်မလေးအနေနဲ့ကဒီကိစ္စကဘလို့မှသိခံလို့ရမယ့်ကိစ္စမျိုးမဟုတ်ဘူးလေနော်အဲဒီအတွက်ကြောင့်မလို့ကောင်မလေးကတိုင်မယ်တောမယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်လာတဲ့ခါမှာတရင်မှုပေါ့ဗျာတရင်မှုရဲ့ကတော့ပေါ့သူကတရင်မှုထောင်မှာဒီစကားမှာပေါ့ဗျာဒီဇလန်းမှာပေါ့နော်ဒီဇလန်းမှာသူကတရင်မှုထောင်မှာအာနာကြီးသေးတယ်ဗျာတရင်မှုဇော်တန်းနိုင်တဲ့သူ့အမျိုးသမီးဒေါ်အေးသိန်းနေပေါ့ဗျာနော်ဒေါ်အေးသိန်းကကောင်မလေးကိုညှိတယ်ဒီကိစ္စကိုမတိုင်နဲ့ပေါ့နော်မတိုင်လို့ရှိရင်ငွေ330နဲ့ညှိတဲ့အခါမှာတော့သူညှိမှာပဲသူရှုံမှာပဲပြဿနာပိုရှုပ်ပြီးတော့ဒီအမှုကိုဒီပြဿနာကိုကောင်မလေးရဲ့ယောက်ျားဘိုးကြီးကတိသွားတယ်ဘိုးကြီးကတိသွားဘိုးကြီးကလုံးဝဘယ်သူလဲသူ့မရအောင်ထိတာဓာကြီးပေါ့မရထိဓာကြီးပေါ့ဗျာနော်ဘိုးကြီးကတော်တော်အေးလို့ကြားသိရတယ်အဲ့တော့ဒီဘိုးကြီးကလုံးဝသီးမခံမဲနဲ့တိုင်ပါလေရောကျေးနန်းကအထက်ကိုရောက်သွားတယ်ကျေးနန်းကိုအထက်ရောက်သွားတဲ့အခါမှာတော့ဘယ်လိုဒုတိုင်မှုကဥရဖားရနဲ့ဆင်းလာတယ်ဆင်းလာပြီးတော့စပြီးတော့ညှိုးကြပါလေရောစညှိုးတဲ့အခါမှာဘိုးကြီးကိုနော်ဒီကာမကြံစီခံရတဲ့အမျိုးသမီးရဲ့ဘိုးကြီးယောက်ျားပေါ့နော်ယောက်ျားဘိုးကြီးကိုအရှိတန်းကိုအတင်းပို့လိုက်ပါလေရောအရှိတန်းတင်းပို့လိုက်တဲ့အခါမှာတော့ကောင်မလေးကိုလည်းတက်ကမောင်းထုတ်လိုက်တယ်ကောင်မလေးခင်ဗျာမှာတနာစရာပါသူ့မှာအသက်60ကျော်မိခင်ရှိသလို3နှစ်သားအရွယ်နော်ခလေးတယောက်လည်းရှိပါတယ်အခုတက်ပြင်ပါဗျာနော်နေထိုင်နေရဘယ်လောက်ထိသူတို့မလုံမချုံဖြစ်မလဲဘယ်လောက်ထိအဲ့ဒီမှာ
ကျွန်တော်ပြောမယ်ဆိုရင်အရန်ကိုစိုးတဲ့နေရာတွေပါနော်ပြည်သူစစ်လည်းရှိတယ်တက်လည်းရှိတယ်တကယ်တိုက်ပွဲတွေချိန်ပြီးဖြစ်လာနိုင်တဲ့နေရာတွေပေါ့ဗျာနော်အဲ့တော့ဒီမျိုးသမီးခင်ဗျာမှာပြင်မာနေနေတက်မှာရှိတဲ့သူတွေအားလုံးကလည်းသူနဲ့လုံးဝမဆက်သွယ်ရဆိုပြီးတော့ဒီတရင်မှုကတော့ပေါ့နော်တရင်မှုကတော့အေးသိန်းကချိန်ချောက်ထားတယ်လို့ကြားသိရတယ်နော်ဒါမျိုးကြားသိနေရတယ်အတော်အေးသိန်းကလည်းဒီကိစ္စကကျွန်တော်မနေ့ကပေါ့နော်ကျွန်တော်ပြောလိုက်တဲ့အခါမှာဒီသတင်းကတော်တော်လေးပြန့်နှံ့သွားတဲ့အခါမှာတော့တက်မှာချက်ချင်းလက်ငယ်ဓာပါခေါ်တယ်ဓာပါဆိုတော့ meeting ခေါ်တော့ဗျာနော် meeting ခေါ်ပြီးတော့သူတို့သတင်းကတော့အထက်ကိုကျွန်တော်တို့ဒီ online ပေါ်မှာလည်းပြန့်နှံ့နေပြီဘယ်တော့ပဲပြန့်နှံ့ပေါ့ဗျာလုံးဝခရီးမဆိုင်ပါဘူးတဲ့ဒီကိစ္စမှာဒီကျူးလွန်သူပေါ့နော်ဘိုးကြီးစင်ထွတ်လင်းကမဝင်ခံတရွေ့ဘာမှလုပ်လို့မရဘူးတဲ့မဝင်ခံအောင်လည်းပြောထားပြီးသားဆိုတဲ့ပုံစံမျိုးတွေအထိပြောတဲ့အခါမှာတော့ဥပဒေနဲ့တရားဥပဒေနဲ့ကျွန်တော်တက်မလို့စိန်ခေါ်လိုက်တာပဲဗျာနော်စိန်ခေါ်လိုက်တဲ့အခါမှာဒါကျွန်တော်ဒီပေါ့နော်ဒီတရင်မှုလင်များလည်းပြောချင်တယ်ကျွန်တော်ဒီကိစ္စခင်ဗျားတို့မြန်မာပြည်တက်မှာနော်ကျွန်တော်တော်တော်များများသိပါတယ်အထူးသဖြင့်ခင်ဗျားတို့မိုးငင်းကြောင်းလည်းသိပါတယ်နော်ကျွန်တော်နဲ့မဆိုင်တဲ့ကိစ္စကိုကျွန်တော်ဝင်ပြောလို့မရှိဘူးပြောလို့ပြောဝင်လည်းမပေါ့တော့ပါတော့လည်းမတရားခံရတဲ့ကိစ္စမျိုးတစ်ခုတော့ကျွန်တော်အနေနဲ့ပြောပေမဲ့ကျန်တာတွေကိုကျွန်တော်ထုတ်ဖော်မပြောချင်ဘူးအဲ့တော့တစ်ဖက်သားအရန်နိုင်ကျင်လာလို့ရှိရင်တော့လေကျွန်တော်တို့ကရက်တည်မှုကြီးမားမားနဲ့ကျွန်တော်တို့ရက်တည်ရမှာပေါ့ဗျာနော်ကျွန်တော်တို့တခြားရွေးချယ်စရာမှမရှိတော့ဘူးအဲ့တော့ဒီမျိုးသမီးလေးရဲ့အဖြစ်ကခံရသေးတဲ့အမျိုးသားကိုလည်းအခုရှေ့တန်းကိုလည်းပို့ထားသေးတယ်ဟဟလားအမျိုးသမီးလေးခင်ဗျာပါသူတက်ကလူတွေကလည်းဘယ်သူမှသွားပြီးမပတ်သက်နဲ့တက်ကနေပြီးတော့မောင်းထုတ်တဲ့အခါမှာလည်းသူများတွေကူညီချင်တာမှပဲနော်တက်ကမိသားစုတိုင်းဝိုင်းအနေနဲ့ကူညီချင်တာမှဘယ်သူမှကူညီပေးလို့မရဲတဲ့အခြေအနေမျိုးထိတရင်မှုကြော်ရဲ့ဩဇာအာဏာကကြီးလွန်းပါတယ်နော်အားလုံးကရှောင်ကျင်တဲ့အခြေအနေကိုရောက်လာတယ်အဲ့တော့သူတို့မှတခြားရွေးချယ်စရာမရှိတော့ဘူးအဲ့တော့ဒီချင်းရမှာတရားရေးရင်ဆိုင်သူနော်တရားစွဲသူဘိုးကြီးပေါ့နော်သူ့နာမည်တော့ကျွန်တော်မပြောချင်ပါဘူးအဘိုးကြီးကဒီဒုတိုင်းမှုရဲ့ကျိန်းမောင်းမှုလည်းခံရပါတယ်ဒုတိုင်းမှုရဲ့ကျိန်းမောင်းမှုခံရတဲ့အပြင်ကိုနောက်ထပ်ဘသူရဲ့ကျိန်းမောင်းမှုလည်းတက်ဆွဲမှုပေါ့အမြောက်တက်ရဲ့တက်ဆွဲမှုကလည်းသူ့ကိုခေါ်တွေ့တယ် G1 အဆင့်မှာရုံထဲမှာရှိပါတယ်ရုံထဲမှာရှိတဲ့အခါမှာခေါ်တွေ့တဲ့အခါမှာဘယ်လိုထိပြောလဲဆိုတော့စစ်တပ်မှာကိုမှန်တယ်ကိုမှန်တိုင်းကောင်းမှနေလို့မရဘူးတဲ့စစ်တပ်ဆိုတာဘာမှတ်နေလဲနော်65နဲ့အရေးယူပြစ်မယ်ဆိုတဲ့ပုံစံမျိုးထိချိန်ချောက်တယ်အဲ့တော့ခတ်တာကသူတို့ကဘာနဲ့လားတယ်ပြောဆိုတော့ပြည်စားမကိုဒီလိုမျိုးပေါ့နော်ဒီလိုမျိုးစကားလုံးတော့မပြောချင်ပါဘူးဘာနဲ့ချိန်ချောက်တယ်အဲ့ပုံစံမျိုးစစ်သားကိုတနက်နဲ့သွားချိန်ချောက်လို့ကတော့ဘယ်သူကလဲနော်စကားပုံတော့ပေါက်ကြရဖြစ်ကုန်နော်ဟုတ်ပြီစစ်နော်တေးရဲတိုက်ရဲခိုက်ရဲလို့စစ်သေးဝင်လာတဲ့စစ်သားတယောက်ကိုထောင်လောက်နဲ့သွားမချိန်ချောက်နဲ့လေတရားစွဲမှုလောက်နဲ့သွားမချိန်ချောက်လိုက်အဲ့တော့ဟိုမျိုးသားကလည်းဘိုးကြီးကလည်းဘဲခံလိမ့်မယ်တရားစွဲတာပေါ့တရားစွဲတဲ့အခါမှာတော့စုံခုံထိုင်ရပါပြီနော်စုံခုံထိုင်တဲ့အခါမှာနော်ဘိုးကြီးစင်ထွတ်လင်းကတော့အခုစုံခုံမှာထိုင်နေပြီအမျိုးသမီးကိုလည်းစစ်ပါတယ်နော်အမျိုးသားအခုတရားစွဲတဲ့ဘိုးကြီးကတော့ဘယ်လိုခေါ်မလဲရှေ့တန်းပုတ်ခန္ဓာအတင်းကျပ်ပုတ်ခန္ဓာလာပါနော်ရှေ့တန်းပုတ်ခန္ဓာရှေ့တန်းနေလာပြန်ပြီးတော့အမှုတော်မှရင်ဆိုင်လို့မရဘူးအဝေးရောက်ဘယ်လိုခေါ်မလဲဆိုရှင်ကျွန်တော်တို့ရှင်းလင်းချက်ပေါ့အဝေးရောက်ဆွဲဆိုချက်ပုံစံမျိုးနဲ့ပဲစုံခုံမှာဖြစ်နေတယ်ပေါ့ဗျာအဲ့တော့ဒီကိစ္စမှာဦးမင်းအွန်လိုင်းမှာပြဿနာပါတယ်နော်ဦးမင်းအွန်လိုင်းတို့မှာပြဿနာရှိရခဏစားကျွန်တော်တေချာပြောပါဟုတ်အဲ့တော့ဒီစုံခုံရဲ့ပေါ့နော်စုံခုံမှာအခုဘသူကတာဝန်ယူထားလဲဆိုလို့ရှိရင်တော့ဘယ်ခေါ်မလဲဥက္ကဋ္ဌက208ရက်အမှတ်208ရက်နော်ဘယ်ခေါ်မလဲဆိုတရင်မှုအမြောက်တက်ရဲ့တရင်မှုကသူကစုံခုံဥက္ကဋ္ဌပြဦးဝင်းနိုင်ပေါ့နော်ဒုတိယဗိုလ်မှူးကြီးဦးဝင်းနိုင်ကစုံခုံဥက္ကဋ္ဌဖြစ်တယ်သူကနေပြီးတော့ဟုတ်ပြီငါတို့စုံခုံမှာဘယ်ခေါ်မလဲဆိုအချက်လက်တွေယူမယ်အမျိုးသမီးငယ်စီကအချက်လက်ကိုယူတယ်နော်ပြီးတော့လို့ရှိရင်ကျွန်တော်တို့မျက်မြင်သက်သေတွေစီကအချက်လက်ကိုယူတယ်ဟလားပြီးတော့အရာရှိစီကအချက်လက်ယူမယ်ဆိုတဲ့ခါကျတော့အရာရှိကရှေ့တန်းမှာအလုပ်များနေတယ်တဲ့အရာရှိလာလို့မရဘူးဆိုတဲ့ပုံစံမျိုးနဲ့အရှေ့တန်းမှာဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ပူကြီးကိုလုံးဝအရှေ့တန်းနဲ့နောက်ကိုလုံးဝပြန်သူတို့ဆိုလိုချင်တာသူတို့ဟာသူတို့ဆွဲမယ်သူတို့ဟာသူတို့စုမယ်သူတို့ဟာသူတို့ပြောမယ်သူတို့ဟာသူတို့စီရင်ချက်ချမယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတာအဲ့တော့
တော်တော်လေးအခြေအနေတွေစိုး